ရှင်အပေါ်ယံလွာupper epidermis ရဲ့နောက်တော့ခါကျတော့ lower epidermis ရဲ့နှစ်ခုရှိမှာအဲ့တော့သူတို့ကဘာအတွက်လဲအဲ့တော့ဒီရဲ့တရွက်လေးမှာရှိတဲ့ရေတွေကိုမဆုံးရှုံးမှုအတွက်เนาะဒီရဲ့ဆုံးရှုံးမှုနည်းအောင်လုပ်ပေးတာကြတော့ဒီရဲ့ epidermis ကလုပ်ပေးမှာအဲ့တော့သူက reduce water loss ဒီနှစ်ခုလုံးကတူတူပဲပြီးတော့ခါကျတော့ဒီ epidermis မှာဆိုရင်သူရဲ့upper epidermis ကကြတော့ဒီအရွက်လေးရဲ့ပုံတံကိုထိမ့်သိမ့်မှုအတွက်သူကကူညီပေးမယ်နောက်တော့ဒီရဲ့ epidermis cell လေးတွေက tink ထူလား tin ပါလားပါပါရှင် Okay ဘာကြောင့်မို့ပါလဲဟာလေဘာကြောင့်မို့တို့က tin cell လေးတွေဖြစ်တာလဲအလင်း ဒီ ရ ဟာ င် ကြီး အလင်းကို ကိုရအောင် ဟုတ်တယ်အလင်းရောင်ကသူတို့ဖြတ်သွားပြီးတော့မှအလဲလွာကိုရောက်မှာအဲ့တော့အလဲလွာကိုအလင်းကောင်းကောင်းရောက်နိုင်အောင်အလင်းဖြတ်နိုင်အောင်လို့သူတို့ cell လေးတွေက tin ဖြစ်မယ်အဲ့တော့ဒီရဲ့ epidermis မှာဟော chloroplast တွေရှိလား ရှိပါဘူးမရှိပါဘူးရှင် မရှိဘူးအဲ့တော့ chloroplast ကအဓိကဘယ်မှာရှိရလဲ belly စိတ်နဲ့ sponge Okay ပယ်လီစိတ်နဲ့ sponge မှာရှိတာပယ်လီစိတ်မှာကြတော့ပုံများတယ်ဟုတ်တယ်နော်သူက cell လေးတွေကစီစီလေးတွေဖြစ်နေတော့ခါကြတော့သူရဲ့ဟို chloroplast ပါဝင်မှုကများတယ် sponge ကကြတော့မညီမညာလေးနဲ့အရွယ် size ကလည်းမတူဘူးအဲ့တော့ရှင်းလိုက်မယ်ဆိုရင်ညီညီညာညာလေးရှိပြီးတော့မှ cell လေးတွေဟိုဖြစ်တဲ့စီက chlorophyll ကပုံများမှာ Okay vein မှာရေဒီရဲ့ veins လေးရမှာတချေတို့တီးခဲ့တာသူက tissue နှစ်ခုရှိရရေကြောနဲ့အစာကြောအဲ့တော့ဒီဟာကဘာလို့ဖို့လဲဒီ veins ကကြတော့ဒီတစ်ရွက်လေးကိုထောက်ပံ့ဖို့အတွက်အဲ့တော့ xylem ဆိုတဲ့ရေကြောကကြတော့ရေတွေရဲ့ပြီးတော့ခါကြတော့ဒီရဲ့မြေကြီးထဲမှာပျော်ဝင်နေတဲ့ minerals တွေကိုအမြစ်ကစုပ်တယ်စုပ်ပြီးတော့အရွက်လေးတွေကိုပို့တဲ့အလုပ်ကိုဘယ်သူကလုပ်တာလဲဆိုတော့ xylem ကလုပ်တယ်အဲ့ဆို phloem ကရောဘာတွေပို့ပါလဲ glucose ဟုတ်တယ် glucose တွေ photosynthetic product ဖြစ်တဲ့ glucose တွေကိုပို့တာအဲ့ဒါဘယ်သူကပို့မှာလဲဆိုတော့ phloem ကပို့မှာအဲ့တော့ဒီထီလေးကပြီးခဲ့ပြီเนาะအဲ့တော့ဒီနေ့တော့မှာကျတော့ chloroplast အဲ့တော့ chloroplast ကကြတော့ဘာလဲဆိုတော့ခါကျ membrane bound organelles တဲ့เนาะ membrane ပါတဲ့ organelle လေးဖြစ်မယ်သူ့ထဲမှာဆိုရင် chloroplast ထဲမှာဘာကြီးပါလဲဆိုတော့ chlorophyll AB နဲ့တခြား pigments တွေပါမယ်တဲ့အဲ့တော့ဒီရဲ့ plant cell လေးတွေမှာဆိုရင် chloroplast ပါမယ်အဲ့တော့တချို့ငကိုကလေးရင်တီးခဲ့တယ် chloroplast ကဘာအရောင်ရှိမလဲ စိမ်းရောင်ပါချေ Okay greening ကလားအဲ့တော့သူ့ရဲ့အရောင်လေးကအစိမ်းရောင်ရှိမယ်သူ့မှာပါတယ်ဘာတွေပါမှာလဲဆိုတော့ chlorophyll AB နဲ့တခြား pigments เนาะအရောင်ချယ်တွေလည်းပါမယ်အဲ့တော့ the most important function of chloroplast ရဲ့အဓိကအရေးကြီးတဲ့ function ကဘာလဲတဲ့အဓိကအရေးကြီးတဲ့လုပ်ဆောင်ချက်ကဘာလဲဆိုတော့ခါကြတော့ဘာဖြစ်မလဲ chloroplast ရဲ့အဓိကလုပ်ဆောင်ချက်က နေရောင် photosynthesis ချက်လုပ်ဖို့ပါချေ ဟုတ်တယ်နေရောင်ခြည်ကိုသုံးပြီးတော့မှအစာချက်လုပ်တဲ့ photosynthesis အဲဒါကြောင့်မို့ chloroplast ရဲ့ most important function ဆိုရင် synthesize food အစာတွေကိုထုတ်လုပ်မှာအဲ့တော့ तू ကဘာနည်းနဲ့အစာတွေထုတ်လုပ်တာလဲဆိုတော့ photosynthesis နည်းနဲ့အစာတွေကိုထုတ်လုပ်တာအဲဒါ chloroplast အဲ့တော့ဒါ chloroplast ရဲ့ပုံလေးအဲ့တော့ chloroplast မှာじゃ membrane နှစ်ခုရှိတယ်အဲ့တော့အပြင်ဘက်က membrane ကို outer membrane လို့ခေါ်မယ်အဲ့ဒီအတွင်းဘက်က membrane အပါလေးကိုじゃတော့ inner membrane လို့ခေါ်မယ် okay ဒီ outer membrane နဲ့ inner membrane ရဲ့ကြားလေးမှာဘာရှိမှာလဲဆိုတော့ intermembrane space ဆိုတာလေးရှိမယ် inter ဆိုတာကဒီရဲ့အလယ်ကဟာလေးကိုခေါ်တာအဲ့တော့ outer membrane နဲ့ intermembrane ရဲ့ဒီအလယ်ကပပလေးကဘာလေးလဲဆိုတော့ခါကြတော့ intermembrane space ပြီးတော့သူ့မှာဘာလေးရှိရလဲဆိုဒီရဲ့အစိမ်းရောင်ပြားလေးကိုကြတော့ thylakoid လို့ခေါ်မှာအဲ့ဒီ thylakoid လေးတွေရှိမယ်အဲ့တော့အဲ့ဒီ thylakoid လေးတွေအစိမ်းရောင်ပြားလေးတွေကိုသူကဒီအထက်လေးတိုင်းထပ်လိုက်တာအဲ့လိုထပ်လိုက်တဲ့ဟာလေးကိုကြတော့ granum လို့ခေါ်မယ်တခုတည်းဆိုရင်ကကြတော့ thylakoid အဲ့တော့အဲ့ဒါလေးတွေဒီလိုစီစီညီညီလေးနဲ့ထပ်ထားတဲ့အထက်လိုက်လေးဆိုရင်ကကြတော့ granum သူတို့မှလည်း stroma ရှိရဲအဲ့တော့ဒီရဲ့ဟွာထဲမှာ thylakoid တွေကဒီရဲ့ stroma ထဲမှာနစ်မြုံနေမှာပေါ့ဒီရဲ့ stroma ဆိုတာကြတော့ဒီအတွင်းထဲကအရေးကြီးလေးအဲ့တော့တချို့ cells တွေမှာဆိုရင် human cells တွေမှာဆိုရင်ဒီ nucleus တွေ Golgi apparatus တွေ ribosome တွေကဘယ်ထဲမှာအမျောနေရလဲ
cytoplasm နဲ့ပါရှင် cytoplasm နဲ့မှာရှိတာအဲ့တော့ခါကျတကယ်တော့ဒီ cell လေးကိုကြာ cell လေးတွေကဟာလေးကိုကြာတော့ cytoplasm လို့ခေါ်မှာအဲ့တော့ဒီရဲ့ chloroplast တွေကအဲ့လိုမျိုး cytoplasm လေးတွေကိုအရေးကိုကြာတော့ဘာလို့ခေါ်မှာလဲဆိုတော့ stroma လို့ခေါ်မှာအဲ့တော့ stroma ရှိမယ်နောက်တော့ stroma laminae ဆိုတာခါကျဒီ cell လေးရှိမယ်ပြီးတော့ lumen ဆိုတာအခေါင်းပေါက်လေးအဲ့ဒါလေးရှိမယ်ဒါက chloroplast ရဲ့ structure အဲ့တော့ chloroplast ကဘာနေ found in higher plants are generally by convex shape တဲ့ by ဆိုတော့နှစ်ဖက်ခုံမှာဆိုခါကျတော့ chloroplast ကဒီလိုမျိုးလေးခုံနဲ့အောက်ဘက်ခုံနဲ့ပြီးတော့ in different plants တဲ့အပင်အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှ chloroplast တွေရဲ့ပုံသဏ္ဍာန်ကလည်းမတူဘူးတဲ့တချို့ပင်လေးမှာဆိုရင်ကကြတော့သူကဘယ်လိုမျိုးရှိမှလဲဆို spiral เนาะဒီဆက်လုံးလေးလိုရှိမယ်ဝမ်းဝိုင်းလေးရှိမယ်တချို့ပင်တွေမှာကြတော့ filamentous အမြင်လေးတွေလိုမျိုးရှိမယ်သူရဲ့ပုံသဏ္ဍာန်ကပြီးတော့ saucer ဆိုတာကကြတော့ရင်နွေးအောက်ခဲမခဲများအဲ့လိုအောက်ခဲမခဲများလေးလိုမျိုးပုံစံလေးရှိမယ်ပြီးတော့ describe or over in shape တဲ့ဘဲဥပုံအဲ့လိုမျိုးပုံစံအမျိုးမျိုးရှိနိုင်တယ်ဘာပေါ်မှာမူတည်ပြီးတော့မှလဲဆိုတော့သူ့ရဲ့အပင်အမျိုးအစားပေါ်မှာမူတည်ပြီးတော့မှဒီရဲ့ chloroplast လေးတွေရဲ့ပုံမှန်တဲ့တန်ကလည်းအမျိုးမျိုးရှိရဲတဲ့ပြီးတော့ဒီ chloroplast လေးတွေက they are vesicular and have a colorless center တဲ့တော့အရေးအိတ်ကလေးလိုမျိုးအရေးအိတ်လေးဖြစ်မယ်ပြီးတော့သူတို့မှာဆိုရင်အရာ colorless ဆိုတော့အယောင်မရှိဘူး colorless center ဆိုတော့ဒီ chloroplast လေးရဲ့အလဲမှာဆိုရင်အယောင်မရှိဘူးတဲ့အဲ့တော့ဒါကလည်း chloroplast ရဲ့ပုံလေးပဲခဏတော့ကပုံနဲ့မတူတဲ့ပုံလေးပဲအဲ့ဆိုရင်သူက membrane ကဘယ်နှခုရှိလဲ chloroplast ကနှစ်ခုပါ Okay နှစ်ခုအပြင်ဘက်ကဟာကိုကြတော့ outer membrane လို့ခေါ်မယ်အတွင်းဘက်ကဟာကိုကြတော့ inner membrane လို့ခေါ်မယ်အဲ့တော့ဒီ membrane နှစ်ခုကြားထဲမှာရှိတဲ့ဟာလေးကဘာလေးဖြစ်မလဲintermembrane space เนาะအဲ့ဒီရဲ့ outer membrane နဲ့ inner membrane ရဲ့ခြားကကြတော့ intermembrane space လေးရှိမယ်အဲ့တော့ဒီရဲ့ဟိုဟာလေးဒီဘဲဥပုံလေးဒီဟာလေးတွေတစ်ခုတည်းဆိုရင်တို့ဘာလို့ခေါ်မလဲတိုင်လက်ကွိုက်လို့ခေါ်မယ်ဟုတ်တယ်အဲ့တော့ဒီချက်ပြဝိုင်းလေးဒီမှာတခုနဲ့တခုထပ်တော့တာအဲ့လိုအထက်လိုက်လေးရှိတဲ့ဟာကိုကြတော့ဒီရဲ့ stack of talaquiteတွေထပ်ထားတဲ့ဟာကိုကြတော့ gramnam လို့ခေါ်မယ်ပြီးတော့ဒီအတွင်းထဲမှာမျောနေတဲ့ဟိုအရေလေးတွေရှိမယ်အဲ့ဒီရေတွေဒီမှာအကွေးရဲ့ fluid လေးရှိမယ်အဲ့ဒါကိုကြတော့ stroma လို့ခေါ်မယ်เนาะဒါကသူရဲ့ဟိုပုံလေးအဲ့တော့ဒီ chloroplast မှာထည့်တည်ခဲ့ပြီး outer membrane ကဘာ membrane လဲဆိုတော့ semi porous membrane နဲ့ porous ဆိုတာအပေါက်လေးတွေရှိရအောင်ပြောအဲ့တော့တချို့ရဲ့ cell human cells မှာကြတော့ lipid bilayer လေးနဲ့လောက်ထားဟုတ်တယ်နော်အဲ့ဒီ lipid bilayer လေးကရောဘာ membrane နဲ့တချို့ရဲ့ cells တွေကsemi permeable membrane เนาะတစ်ဖက်စိတ်ဝင်နိုင်တဲ့ membrane လေးတွေရဲ့ဟိုမှာတော့သူက semi porous ဆိုခါကြအပေါက်လေးတွေပါတဲ့ membrane ရှိမယ်အဲ့တော့အပေါက်လေးတွေပါတော့ခါကြတော့ is permeable တဲ့အဲ့တော့ permeable သူအဲ့ဒီအပေါက်လေးတွေကနေပြီးတော့မှစိတ်ဝင်နိုင်တယ်ဘာတွေကလဲ small molecules and ion which diffuse easily တဲ့အဲ့တော့သိငယ်တဲ့ molecules လေးတွေ ions လေးတွေကဒီရဲ့ membrane ကိုဖြတ်ပြီးတော့မှဝင်နိုင်ထွက်နိုင်တယ်နောက်တစ်ခုကကြတော့ inner membrane အဲ့တော့ဒီ inner membrane ကကြတော့ဒီရဲ့border of the stroma တဲ့ဒီရဲ့အတွင်းဘက်ကအဲ့ဒီအရေးကြီးလေးတွေနဲ့အရေးကြီးလေးတွေကိုကာထားတဲ့ border လေးဖြစ်မယ်အဲ့တော့ဒီ inner membrane ရဲ့ function ကဘာလဲဆိုတော့ခါကျတော့ regulate လုပ်မှာထိန်းချုပ်ပေးမှာဘာတွေကိုလဲခဏတော့ကဝင်လိုက်ထွက်လိုက်လုံးမဲ့ chloroplast တွေကိုဝင်မဲ့ကောင်တွေထွက်မဲ့ materials လေးတွေကိုထိန်းချုပ်တာကြတော့ inner membrane ကထိန်းချုပ်မှာအဲ့တော့ outer membrane နဲ့ inner membrane ကြားထဲမှာရှိတဲ့ inner membrane space လေးကကြတော့ thin space တဲ့သူကပပလေးအဲ့တော့ thin space ဘယ်လောက်တောင်ပါလဲဆိုတော့ခါကြ10 to 20 nanometer အဲ့လောက်ပဲရှိရတော်တော်ပါတယ်ပြီးတော့သူကဘယ်နားမှာရှိနေမှာလဲဆိုတော့ခါကြတီးခဲ့ပြီးဒီရဲ့ membrane နှစ်ခုရဲ့ကြားထဲမှာရှိနေမယ်တဲ့နောက်တစ်ခုကကြ stroma အဲ့ဒီ stroma ကကြတော့ဘာဒီရဲ့ fluid ထဲမှာဘာတွေရှိနေမှာလဲဆို protein တွေရှိနေမှာသူက protein rich aqueous fluid ဖြစ်မယ်အဲ့ဒီ protein rich aqueous fluid က is present ဘာမှရှိမှာလဲဆိုတော့ခါကြတော့ inner membrane of the chloroplast ရဲ့အတွင်း membrane ထဲမှာရှိမှာဟုတ်တယ်နော်ဒါက inner membrane ပြီးတော့ရင်ဒီရဲ့အတွင်းထဲအခေါင်းပေါက်ထဲမှာကြတော့ဘာတွေရှိမှာလဲဆိုတော့ဒီရဲ့ stroma aqueous fluid တွေရှိနေမယ်
နောက်တော့ display outside of the talaqua is called a stroma တဲ့အဲ့ဒါတစ်ခါတော့ဟာပဲဒီရဲ့ stroma ထဲမှာ talaqua တွေရှိနေမှာဟုတ်တယ်နော်အဲ့တော့သူကဘယ်လိုလေးပြန်ရေးထားလဲဆိုတော့ talaqua တွေရဲ့အပြင်က space ဒီဟိုကကြတော့ဘာလို့ခေါ်မှာလဲဆိုတော့ stroma လို့ခေါ်မှာပြီးတော့ choroplast ရဲ့ DNA နော် choroplast မှာ DNA ပဲရှိမယ် ribosome တွေရှိမယ်ပြီးတော့ thylakoid system တွေရှိမယ်ဒီရဲ့ thylakoid system အဲ့ဒါအပြင် starch granules တွေလည်းရှိမယ် proteins တွေလည်းရှိမယ်အဲ့မဲ့ protein rich aqueous fluid ဖြစ်တဲ့အတွက်ကြောင့်မို့တို့မှာ protein က many proteins တွေအများကြီးရှိမယ်အဲ့တော့ဒီကောင်လေးအကုန်လုံးကဘယ်မှာတွေးရမှာလဲဆိုတော့ stroma ဆိုတဲ့အဲ့ဒီရဲ့ဒီအတွင်းထဲကရေကျဲလေးထဲမှာတွေးရမှာအဲ့ဒီရဲ့ stroma ကကြတော့ဘာလုပ်တဲ့နေရာလဲဆိုတော့ direct reaction of the photosynthesis တဲ့ photosynthesis ရဲ့ direct reaction ဖြစ်မှာအဲ့တော့ photosynthesis မှာ reaction နှစ်ခုရှိရယ် light reaction နဲ့ direct reaction ဆိုပြီးနှစ်ခုရှိရယ်အဲ့တော့ light reaction ကတော့ light reaction ဆိုတော့ခါကြတော့အလင်းကိုမိခုတ်ပြီးတော့မှလုပ်တဲ့ဟာအလင်းကိုမိခုတ်ပြီးတော့မှ သူတို့ရဲ့ reaction တွေဖြစ်မယ်အဲ့တော့အလင်းကိုမမိခုတ်တဲ့light independent reaction ကိုကြာဘာလို့ခေါ်မှာလဲဆိုတော့ direct reaction လို့ခေါ်မှာအဲ့ဒီရဲ့ direct reaction ကဘယ်မှာဖြစ်မှာလဲဆိုတော့ခါကြဒီရဲ့ chloroplast လေးရဲ့ stroma ထဲမှာဖြစ်မယ်တဲ့Okay ဒါကကြတော့ဒီရဲ့ဟာလေးပုံလေးဒီပုံလေးကိုတစ်ချက်အသေးစိတ်ကိုဟွာမှာ light reaction နဲ့ dark reaction တင်တဲ့အချိန်မှာရှင်းပြမယ်အဲ့တော့သူက light reaction ဆိုရင်ဒီမှာအပေါ်ကနေအလင်းလာတယ်အလင်းလာပြီးတော့မှသူရဲ့ reaction တွေဖြစ်သွားမှာပေါ့နော်အဲ့ဒါလေးနောက်မှရှိမယ်နောက်တော့ thylakoid system ဒီရဲ့ thylakoid system ကကြတော့ thylakoid တွေကကြတော့ဘယ်ထဲမှာတွေ့ခဲ့ရလဲဒီချဲတို့ဒီ thylakoid လေးတွေကိုဘယ်ထဲမှာတွေ့ခဲ့လဲchoroplast ရဲ့ဘယ်ထဲမှာရှိနေမှာလဲသူက inner membrane တဲ့မှာ inner memory ရဲ့အတွင်းထဲမှာရှိမှာเนาะ inner memory ရဲ့ဒီ memory ရဲ့အတွင်းအလယ်ထဲမှာဘာတွေရှိမှာလဲဆိုတော့ thylakoid ရှိမှာအဲ့တော့ thylakoid လေးတွေကဘယ်ထဲမှာမျောနေရလဲဆိုတော့ဒီ stroma ဆိုတဲ့ aqueous fluid တွေထဲမှာမျောနေမှာအဲ့တော့ဒီမှာဆိုရင် thylakoid တွေက suspended in a stroma တဲ့ stroma ထဲမှာ suspended ဆိုတော့မျောနေမယ်ပြီးတော့ they are membranous cells တဲ့အဲ့တော့သူကဒီ thylakoid လေးတွေက membrane ရှိရဲ့ egg ကလေးတွေဖြစ်မယ်ပြီးတော့ which are arranged instead တဲ့အဲ့ဒီရဲ့ဟိုဟာလေးတွေကို thylakoid လေးတွေကိုတစ်ခုနဲ့တစ်ခုထပ်လိုက်မယ်တစ်ခုနဲ့တစ်ခုထပ်လိုက်ပြီးဆိုရင်အပေါ်မှာတီးခဲ့တယ်ဘာလို့ခေါ်ရလဲအဲ့လိုတစ်ခုနဲ့တစ်ခုထပ်လိုက်တဲ့ဟာလေးတွေကိုgrana မှာရှင့် Okay granum လို့ခေါ်မှာတော့တရားဆိုရင် grana တော့ thylakoid လေးတွေထပ်ထားတဲ့အိတ်လေးကိုကြတော့ဘာလို့ခေါ်မှာလဲဆိုတော့ grana လို့ခေါ်မယ်တဲ့အဲ့တော့ grana တစ်ခုစီမှာ contains ဒီ thylakoid ကဘယ်လောက်တောင်ပါမှာလဲဆိုတော့ around 10 to 20 thylakoids တဲ့နော်တော့ thylakoid တွေထပ်လိုက်က10ကအခု10ခုကနေပြီးတော့မှအခု20လောက်ထိပါဝင်နေတဲ့အဲ့တော့ thylakoid membrane ကကြတော့ is the site for the light reaction or the photosynthesis တဲ့အဲ့တော့ photosynthesis ရဲ့ light reaction ကကြတော့ဘယ်မှာဖြစ်မှာလဲဆိုတော့ဒီရဲ့ thylakoid membrane မှာဖြစ်မှာ okay dark reaction ကကြတော့ဘယ်မှာဖြစ်တာလဲ တူမာမှာပဲ Okay stroma မှာကြတော့ dark reaction ဖြစ်မှာ light reaction ကကြတော့ thylakoid membrane မှာဖြစ်မယ်တဲ့အဲ့တော့နောက်တစ်ခုကကြတော့ chlorophyll အဲ့တော့ chlorophyll ဆိုတော့ဘာရောင်ရှိမှာလဲ စိမ်းရောင်မှာ စိမ်းရောင် Okay အဲ့တော့သူက green pigment chlorophyll တဲ့စိမ်းရောင်ချက် chlorophyll လေးတွေက is present on the membrane of the thylakoid in the chloroplast chloroplast တွေကဒီရဲ့ thylakoid တွေရဲ့ membrane မှာဆိုရင်ဒီရဲ့ chlorophyll တွေရှိနေမှာပြီးတော့ chlorophyll က reflex ဆိုတော့အလင်းကပြန်တယ်အလင်းပြန်တယ် mostly the green portion of the light တဲ့အဲ့တော့သူကဒီရဲ့အစိမ်းရောင်အလင်းတန်းကိုပြန်တယ်အဲ့တော့တချို့တို့ဟိုဟာတော့ကတင်ခဲ့ဘူးတယ်space system တော့က visible light ဆိုပြီးတော့မှအလင်းဒီရဲ့ကြယ်လေးတွေအကြောင်းပြောတော့ကတင်ခဲ့တယ်အဲ့တော့ visible light မှာအယောင်ဘယ်နှယောင်ပါလဲ 9ရောင်ပါရှင့် Okay 9ရောင်ပါတာအဲ့တော့အဲ့ဒီ9ရောင်မှာသူက chlorophyll က reflect mostly the green portion of light တဲ့ဒီအစိမ်းရောင်များတဲ့အစိမ်းရောင်ရှိတဲ့အရောင်တွေဆိုရင်သူကရောင်ပြန်ဟက်တဲ့ reflex ဖြစ်တယ်အဲ့တော့ reflex ကဒီအစိမ်းရောင်တွေကိုရောင်ပြန်ဟက်တယ်ဆိုတော့ခါကြတော့ဘာရောင်တွေကိုစုပ်ထားလဲ စမ်းနဲ့တခြားရောင်စုပ်ပြီးတော့မှ ဟုတ်တယ်အဲ့တော့ reflect မဖြစ်နိုင်ဘူးဆိုတာကကြတော့သူတို့ကစုပ်လိုက်တဲ့အတွက် absorb လုပ်လိုက်တဲ့အတွက်ကြောင့်မို့အဲ့တော့ chlorophyll တွေကကြတော့တခြားရောင်တွေကိုကြ absorb လုပ်လိုက်တယ်နေရောင်ခြည်ကနေလာမယ်ဆိုတော့နေရောင်ခြည်မှာအလင်းရောင်က
အဲ့ဒီရောင်တွေက9ရောင်ပါမယ်9ရောင်ကတခြားရောင်တွေကိုစုပ်ပြီးတော့မှသူကအစိမ်းရောင်တွေကိုကျတော့ reflect ပြန်လွတ်လိုက်တယ်အဲ့တော့ the other wavelength or light တဲ့เนาะဒီရဲ့ light အလင်းရဲ့ wavelength line layer လေးတွေက blue အပြာရောင်ဆိုရင်သူက480 nanometer ရှိမယ်အနီရောင်ဆိုရင်900 nanometer ရှိမယ်အဲ့ဒီအရောင်တွေက almost totally absorbed by chlorophyll တဲ့ဒီ chlorophyll ကဒီအရောင်တွေအကုန်လုံးကိုစုပ်ပစ်လိုက်တယ်စုပ်လိုက်တယ်တူတယ်ပြီးတော့ light energy is transformed into chemical energy တဲ့အဲ့တော့သူကအလင်းတဲ့အရောင်တွေကိုစုပ်တယ်အဲ့ဒီအလင်းတွေကိုစုပ်ပြီးတော့မှဘာတွေကိုလုံးမှလဲဆိုတော့ခါကြတော့အဲ့ဒီအလင်း energy ကနေပြီးတော့မှ chemical energy ကိုပြောင်းသွားတယ်ဟုတ်တယ်နော်အဲ့အရှိမှလည်းပြောခဲ့တယ်ဒီရဲ့ photosynthesis က light energy ကနေပြီးတော့မှ chemical energy ကိုပြောင်းတယ်ဆိုပြီးတော့ okay အဲ့ဆိုရင်ဒီမှာ visible light အဲ့တော့ဒီမဲ့အလင်းကနေပြီးတော့မှနေလုံးညနေပြီးတော့မှဒီရဲ့တရွက်လေးပေါ်ကိုအလင်းကျမယ်အလင်းကျတဲ့အချိန်မှာသူကအရောင်တွေကိုစုပ်ပြီးတော့မှဒီရဲ့ green portion များတဲ့အရောင်တွေအစိမ်းရောင်ပဲများတဲ့အရောင်တွေကိုပြန်ပြီးတော့မှ reflect လုပ်လိုက်တယ်အဲ့ဒါကြောင့်မို့ဒီချေတို့ကဒီအရွက်လေးတွေကိုအစိမ်းရောင်လို့မြင်နေရတာအစိမ်းရောင်လို့မြင်ရတဲ့အကြောင်းကသူကအစိမ်းရောင်ကိုမစုပ်ဖ ೇನೆ အဲ့ဒီအစိမ်းရောင်ကို reflect လုပ်တဲ့အတွက်ကြောင့်မို့ carotenoid ဆိုတဲ့ဟာလေးကဘာဖြစ်မဲ့ထင်လဲ chloroplasm မှာဘာတွေပါလဲchlorophyll ရယ် chlorophyll ရဲ့ other pigment okay other pigments တွေပါမယ်အဲ့တော့အဲ့ဒီရဲ့အဝါလေးကဘာဖြစ်မလဲ carotenoids ကဘာဖြစ်မလဲ other pigment ပါရှင်သူကလည်း pigments အရောင်လေးပဲဖြစ်မှာ other pigments တဲ့ဟာတစ်ခုဖြစ်မယ်ဒီက carotenoids ကအဲ့တော့သူကဒီပုံလေးကကြတော့ဒီအရွက်ကလေးကနေပြီးတော့မှအလင်းကိုစုပ်တဲ့ဟာလေးအဲ့တော့ဒီမှာကြည့်အောင်ဒီအလင်းကဒီကနေပြီးတော့မှဒီအနီလေးထိ blue ကနေပြီးတော့မှအနီလေးထိအဲ့ဒီမှာအဲ့တော့ဒါကစုပ်တဲ့ဟာလေးအဲ့တော့အလင်းတွေဘယ်လောက်စုပ်လဲဆိုတော့ခါကျသူကဒီရဲ့ violet နီးပါးရောက်တဲ့ color လေးဆိုရင်ကကြတော့ chlorophyll ကကြတော့ဒီလောက်စုပ်တယ်20နာနီးပါးစုပ်တယ်ဒီ carotenoids ကကြတော့ဒီ10လောက်စုပ်တယ်နောက်တစ်ခုကကြတော့ chlorophyll B ကဒီမှာတိတ်မစုပ်ဘူးအဲ့တော့ဒီအနားလေးကိုလည်းကြည့်လိုက်မယ်ဒီနားလေးမိုးပြရောင်လေးမှာဆိုရင်လည်းဒီရဲ့ chlorophyll B ကအများဆုံးစုပ်တယ်အဲ့ဒီမိုးပြရောင်လေးကိုပြောခါကြတော့ဒီအဝါရောင်လေးဖြစ်တဲ့ carotenoid ကကြတော့60%လောက်စုပ်တယ်ပြီးတော့ဒီမဲ့ chlorophyll A ကကြတော့80%လောက်စုပ်တယ် okay ဒီမှာအစိမ်းရောင်ပူရှင်ဒီရဲ့ green နော်အစိမ်းရောင်ရှိရဲ့ဒီရဲ့ wavelength နားမှာဆိုရင်တို့ကဒီမှာနည်းနည်းလေးပဲရှိရဲ့တားမစုပ်ဘူးမစုပ်ဖ ೇನೆ တို့ကဒီနားအရောင်တွေကိုဘာပြန်လုပ်တာလဲဆိုတော့ခါကြ reflection เนาะအလင်းပြန်လွတ်တာအဲ့တော့ဒါလေးတွေကကြတော့စုပ်တဲ့နေရာတွေအဲ့တော့ဒီမှာအနီရောင်နေဆိုရင်လည်းသူကစုပ်တယ်အဲ့တော့ဒီရဲ့ chloroplasm မှာရှိရဲ့ chlorophyll AB carotenoids ကကြတော့နေရောင်ကြီးကလာတဲ့ဒီရဲ့ visible light က color တွေအကုန်လုံးကိုဒီ color wavelength တွေကိုစုပ်ပြီးတော့မှမစုပ်တဲ့ကောင်ကို reflect ဖြစ်တာကိုပြထားတာအဲ့တော့ဒါဘာအကြောင်းလဲဆိုတော့ခါကြတော့ chloroplasm အကြောင်း